video တွေလုပ်နေရဆိုလို့ရှိရင်ကျွန်တော်အခုပြောတဲ့အချက်လေးတွေကိုသိပါရနဲ့ view တွေပို့ပြီးတော့ကောင်းလာလိမ့်မယ်ကိုယ့်ရဲ့ video လေးကလည်းပို့ပြီးတော့ကြည့်လို့ကောင်းလာပါလိမ့်မယ်ဘာလဲဆိုတော့ဆက်ပြီးတော့ပြပြမယ်ပထမဆုံးတစ်ချက်ကဘယ်သူမှသတိမထားမိတဲ့ကိစ္စကိုပါအဲ့ဒါဘာလဲဆိုတော့အတန်နေမညီတဲ့ကိစ္စပါအတန်တွေကဗျာကျွန်တော် video တစ်ခုမှဆိုလို့ရှိရင်ကြည့်ရလူတွေကပေါ့နော်ကိုယ့်ရဲ့ video ကတနေရာမှာကျဲဝါလိုက်တနေရာမှာတိုးဝါလိုက်ဖြစ်နေလို့ရှိရင်အတန်တိုးဝါလိုက်ချဲရလိုက်အဲ့လိုဖြစ်ပြီးတော့စိတ်ညစ်ပြီးတော့ဆက်မကြည့်တော့ဘူးနော်အောက်ကတစ်ခုထပ်ပြီးတော့ဆွဲလိုက်တယ်အဲ့တော့ကိုယ့်ရဲ့အတန်လေးတွေဘယ်လိုညှိရမလဲဆိုလို့ရှိရင်တော့တကယ်လို့ကိုယ်က laptop တွေပိုင်းနဲ့ edit လုပ်တဲ့ Premiere Pro တွေပိုင်းသုံးနေဆိုရင်တော့အဲ့မှာတော့ကျွန်တော် professional tools အရာဒီ audio line တွေကိုမြင်ရတယ်အတန်အနည်းမြင့်တွေကိုတွက်ပြီးတော့ကွာပြန်ညှိလို့ရတယ်ဒါပေမဲ့ phone ရဲ့ cap မှာလုပ်တယ်ဆိုလို့ရှိရင်အဲ့လိုညှိဖို့ကမလွယ်ဘူးပေါ့နော်အဲ့တော့ဘာလုပ်လို့ရလဲဆိုရင် editing လုပ်နေတဲ့အချိန်မှာကျွန်တော်နောက်ဆုံးတစ်ခေါက်ပြန်ပြီးတော့ run ကြည့်ပါကိုကဘယ်နေရာမှာအတန်ချဲ့လိုက်ရလဲဘယ်နေရာမှာအတန်တိုးရလို့ခံစားလိုက်ရလဲအဲ့ဒါကိုနှစ်ချက်နဲ့တစ်ခေါက်နားထောင်ကြည့်ပြီးလို့ရှိရင်ကျွန်တော် video phone speaker နဲ့တစ်ခေါက်နားထောင်ကြည့်ပါအဲ့တော့မှဘယ်နေရာမှာလိုလဲဆိုတာကိုလိုက်ကြည့်ပြီးတော့ပြန်ပြီးတော့ညှိပြရမှာပဲအတန်နေမညီလို့ရှိရင်တော်တော်လေးကြည့်ရတာအဆင်မပြေဖြစ်တတ်ပါတယ်နောက်တစ်ချက်ကကြတော့ဖုန်းလေးနဲ့ရိုက်ရတဲ့အချိန်မှာဗီဒီယိုတွေကဖော်ဖွေကြီးတွေထွက်လာတတ်ပါတယ်ဖြူနေရတွေshare တွေအမြင်အားပွင့်နေပြီးတော့ bling ဖြစ်နေတာပေါ့နော်အဲ့ဒါတွေကိုဘယ်လိုကြည့်လေးဖြစ်သွားအောင်ပြင်လို့ရလဲဆိုရင်လွယ်တယ်ကိုက color အရင်လုပ်စရာမလိုပါဘူး color grading tools တွေကပြီးလို့ရှိရင်ကျွန်တော်အဲ့ဒီမှာ contrast coating share တွေကိုနည်းနည်းချတကယ်လို့ highlight လေးနည်းနည်းလေးများနေဆိုရင် highlight လေးကို short လိုက်လို့ရပါတယ်ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ဗီဒီယိုကဆွမ်းနာတော့ဖော်ဖွေကြီးဖြစ်နေရတဲ့စားလို့ရှိရင်ပို့ပြီးတော့ကြည်သွားပါလိမ့်မယ်နောက်တစ်ချက်ကကျွန်တော်တို့ဗီဒီယိုရဲ့အစမှာလူတွေကိုစိတ်ဝင်စားအောင်လုပ်နိုင်တဲ့စကားလုံးတစ်ခုကိုပြောဖို့လိုပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီဗီဒီယိုရဲ့အစမှာပေါ့နော်ကျွန်တော်ဆွမ်းနာပြောခဲ့တယ်ဒီဗီဒီယိုကြည့်လိုက်ကျွန်တော်ပြောတဲ့အချက်တွေသိသွားပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ဗီဒီယိုက view တွေပို့ပြီးတော့များလာမယ် engagement ကောင်းလာမယ်ဗီဒီယိုကပို့ပြီးတော့ကောင်းအောင်ပေါ့အဲ့ကြတော့ဗီဒီယိုဖန်တီးနေလူတွေကလည်းစိတ်ဝင်စားပါတော့ဒါပါအချက်တွေလည်းသူတို့မသိသေးပါလားဆိုပြီးစိတ်ဝင်စားပါတယ်အဲ့လိုအချက်မျိုးပအောင်လို့ကိုကခဲတင်တယ်ဗီဒီယိုရဲ့အစမှာ intro စကားလုံးကအရင်အရေးကြီးတယ်အဲ့ဒါ9စက္ကန့်အတွင်းမှာကိုယ့်ရဲ့ဗီဒီယိုလူကစိတ်ဝင်စားအောင်လုပ်နိုင်လို့ရှိရင်အကောင်းဆုံးပေါ့နော်တကယ်လို့မဟုတ်ဆိုရင်သူကပြင်းသွားပြီးတော့ကြော်သွားပါလိမ့်မယ်နောက်တစ်ချက်ကကြတော့အခုလိုစကားထိုင်ပြောတဲ့ဗီဒီယိုတွေမှာကျွန်တော်မျက်နှာကြီးကိုပဲအကြာကြီးမြင်နေရမယ်စကားပြောတာတွေပဲနားထောင်နေရမယ်ဆိုရင်ပြင်းသွားပါလိမ့်မယ်အခုကျွန်တော်ဒီဗီဒီယိုရဲ့တစ်ခြားလုံးမှာပြခဲ့တဲ့အပေါ်ကလစ်လေးပေါ့နော်ကျွန်တော်စကားပြောတာမဟုတ်ဘဲနဲ့တစ်ခြားတစ်ခုခုလုံးပြတဲ့ကလစ်လေးဗီဒီယိုကလစ်လေးထည့်တင်ပါတယ်အဲ့ဒါတွေကကိုယ့်ရဲ့ဗီဒီယိုပို့ပြီးစိတ်ဝင်စားအောင်လုပ်ပေးလိမ့်မယ်ပြီးတော့ပို့လေးမြင်တာရပေါ့ဆွမ်းနာလိုမျိုးကျွန်တော်ကဒီမှာဗီဒီယိုမှာအတန်လေးညှိရဲဆိုလို့ရှိရင်လည်းကျွန်တော်အတန်နဲ့ဆိုင်တဲ့ကက်လေးတွေကိုပြထားတယ်အဲ့လိုပြလိုက်တော့ကျွန်တော်ဗီဒီယိုကြီးကြည့်ရမရိုးပါဘူးပေါ့နော်ပို့ပြီးတော့ကြည့်ရ smooth ဖြစ်တယ်ပို့ပြီးကောင်းတယ်မပြင်းရတော့ပါဘူးအဲ့တော့ဒီချက်လေးသိရမှာဆိုရင်ကိုယ့်ရဲ့ဗီဒီယိုပို့ပြီးတော့ကောင်းလာလိမ့်မယ်ပို့ပြီးတော့လည်းမိုက်လာလိမ့်မယ်ကာလာလေးဆိုလည်းအများကြီးညှိချင်မလို့ပေါ့နော်ကျွန်တော်ဆွမ်းနာပြောလို့နည်းနည်းပပလေးညှိလိုက်လို့ရှိရင်တော့တော်တော်လေးအဆင်ပြေနေပါပြီအဲ့တော့အဆုံးကြီးပဲတက်လဲကျေးဇူးအများကြီးတင်ပါတယ်တကယ်လို့သိချင်တာရှိရင် comment ထဲမှာမေးကြလို့ရတယ်တက်တာပါ